တက်ကြကြီး တက်ကြကြီးစိုက်ကျွေးမှာခင်ဗျဟုတ်ကဲ့ပါခင်ဗျာ အသက်ဘယ်လောက်ရှိသွားပြီလဲ ကျွန်တော်90နဲ့ခုရှိပါခင်ဗျာ အဲ့တော့55နှစ်တွေရှေ့တန်းမခေါ်ဘူးဆို အခုနောက်မှဘယ်သူမှမရှိတော့ခေါ်တော့တာ ဒါစစ်တပ်ရဲ့အခြေအနေမှန်အဲ့လိုဖြစ်နေပြီနော်ဒါပြောရမယ်ဆိုရင်ရှားကြီးအခုလိုမျိုးတပ်ဖွဲ့တွေလက်ထဲရောက်လာကန်ကောင်းတယ်လို့ပြောရမှာနော် ဟုတ်ကဲ့သူတို့လည်းချိန်မှန်တရားသိလာရင်တော့သူတို့ဝင်လာကြပါပါဒီကဖြစ်မှန်နေဘယ်လိုနေရတယ်ဘယ်လိုလဲချိုးကြတော့လည်းမှန်တရားမသိတော့ဒီ site ကွာဟုတ်တာတွေနဲ့ကြောက်နေကြတာတွေတော့ပါတာပေါ့ဖြစ်မှန်သေးချာတချို့ကြတော့ကောင်းပြီရောင်းကြတော့သိတော့တယ်ဒီမှာလည်းကောင်းမို့တာတော့အေးဆေးပဲလီ အေးဆေးပဲ ဟိုညီကိုလိုပဲဖြစ်အေးဆေးပဲဒီမှာလောက်စားရှိတာလည်းဝိုင်းလောက်လိုက်မယ်စားစားရှိလဲသူတို့ကဒီတိုင်းပဲကြွေးတာပဲသူတို့စားစားရှိတယ်လာချကြွေးတာပဲဆိုတော့အခုကတန်ရုံးတင်နေဖြစ်နေပြီတယောက်နဲ့တယောက်ကဟုတ်လားရောက်ရင်တော့တတ်မလားဖြတ်မလားနဲ့လန့်နေရတာအခုတော့ကိုတွေးထားတာတွေနဲ့တကယ်တမ်းကျတော့လည်းဘာမှမဟုတ်တော့ဘူးလေ တော့တခြားစီပဲနော်